ကိုပိုင်ဆိုင်တစ်ခုစပြီးတော့အခုမှဖွင့်မယ်ဆိုလို့ရှိရင်ကိုဒီ၃ချက်ကိုမေးဖို့လိုတယ်ဇင်မကိုလာတိုင်မင်နဲ့ညီမလေးတော်တော်များများကိုလည်းဇင်မကဒီ၃ချက်ကိုပဲအရင်မေးတာပဲဖြစ်တယ်ဒါကဘာလဲဆိုလို့ရှိရင်နံပါတ်1အချက်ကိုတကယ်ရေရှည်လုံနိုင်တဲ့နေရာမျိုးကိုတကယ်အခြေချနိုင်မဲ့နေရာမျိုးဖြစ်ရမယ်ဒါကမြို့ပေါ်မှာလည်းအသုံးဝင်တယ်တောမှာလည်းအသုံးဝင်တယ်တကယ်တော့ကိုစီးပွားရေးလုပ်တဲ့နေရာကအောင်မြင်အောင်လုပ်ဖို့ကအရန်ကိုလွယ်တယ်ဒီမှာကိုအခြေချတဲ့နေရာမသေးကြလို့သာစီးပွားရေးတွေကများသောအားဖြင့်ပြုတ်ကျတာများတယ်ပေါ့တော့အဲ့အချက်ကိုမှရှိတာကိုနိုင်တာကနေစရမှာပဲဖြစ်တယ်ကိုမှငွေအမောက်ဘလောက်ပဲရှိကိုဘလောက်ပဲဖန်တီးနိုင်ဒီကနေစလို့ရတယ်ကိုပိုင်စီးပွားရေးဆိုတာစကလုံးကြီးကကိုပိုင်စီးပွားရေး business ပိုင်ရှင်ဆိုပေမဲ့ဟိုကတာအရန်ကိုလွယ်ကူပါတယ်ဒါကြောင့်ကိုနိုင်တာကနေစဖို့ပြောချင်ပါတယ်နံပါတ်3အချက်ကဘာလဲဆိုလို့ရှိရင်ကိုအောင်မြင်အောင်သွားဖို့ကိုဆုံးဖြတ်ထားဖို့လိုတယ်ဘယ်အလုပ်ပဲလုပ်ဘယ်နေရာပဲလုပ်ဘာပဲလုပ်ကိုကအခက်ခဲတွေကကြော်ဖြတ်ရမှာပဲဖြစ်တယ်ကိုကြာရှုံးစီထိဆုံးရှုံးစီထိတောင်ဖြစ်နိုင်တယ်ကိုလုပ်တဲ့အလုပ်ကဒီမှာကိုရဲ့စိတ်ကငါတောင်းမခံဘူးငါမအောင်မြင်မချင်းရလက်မထွက်မချင်းသွားမယ်ဆိုတဲ့စိတ်ကိုပိုက်ပြီးတော့သွားတဲ့သူသားလင်စီးပွားရေးတစ်ခုကိုရလက်ထွက်အောင်မြင်အောင်သွားနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်ကိုဒီ၃ချက်ကိုတိတိကျကျလေးမေးဖို့အရင်အရေးကြီးပါတယ်